Cô bay ạ. Chào, nè nó nè. မကွေးတိုင်းပကုတ်ခရိုင်ပေါက်နဲ့မြိုင်မြို့နယ်ရွာစံပတ်မွေစစ်ကြောင်းထုတ်ကလူသက်လူရဲ့မိရှုတဲ့အာနာသိန်းစိုးစုကိုအညာတမစစ်စင်အဖြစ်ဒေသခံတော်လှန်ရေးတပ်တွေကခုခံတိုက်ခိုက်ခဲ့ရမှာ2 လကျော်ကြာတိုက်ပွဲတွေအတွင်းစုစု50ကျော်သုတ်တင်နိုင်ခဲ့တယ်လို့မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် MGIP ကသတင်းထုတ်ပြန်ပါတယ်။မေလကစတင်ပြီးပကုတ်ခရိုင်မြိုင်နဲ့ပေါက်မြို့နယ်မှာရှိတဲ့ရေနံတွင်ရေနံမော်တွေဘက်ဦးတီကအင်အား900လောက်နဲ့ရွာစံပတ်မွေတဲ့စုစုကိုဒေသခံတော်လှန်ရေးတပ်တွေကစုစည်းပြီးအညာတမစစ်စင်အဖြစ်ခုခံတိုက်ခိုက်ခဲ့ရဖြစ်ပါတယ်။2 လကျော်တွင်တိုက်ပွဲအကြိမ်30ထက်မနည်းဖြစ်ပွားခဲ့ပြီးစုစု50ကျော်သေဆုံးသလိုလက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရရှိခဲ့ပါတယ်။ဒါပြင်လက်နက်မဲ့လင်းဝင်လာသူ4ဦးရှိပြီးတော့သူတို့ကိုသက်ဆိုင်ရာမိသားစုထံပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။စုစုဟာဇွန်လဆန်းပိုင်းမှာမြိုင်မြို့နယ်တွင်းမရွာပြူစောတိစကန်ကနေတဆင့်ပေါင်းမြို့နယ်ထောက်ရှာပင်ကျေးရွာနဲ့မြိုင်မြို့နယ်ကိုင်းတော်မကျေးရွာတို့ကိုကနဦးစင်းနှင်းလူရဲ့မိရှို့ခဲ့ပြီးအဲ့ဒီကနေတဆင့်ကိုင်းတော်မဝပုတ်ဘောတုံဘောင်ပင်တင်းမရာကြီးပြင်တောင်စုံမှန်ရင်စတဲ့ကျေးရွာလမ်းမိုင်းတွေကိုအသုံးပြုပြီးရွာစံပတ်မွေစစ်ကြောင်းထိုးတာလို့ MGI PDF ကဖော်ပြပါတယ်။အဲ့ဒီစစ်ကြောင်းထိုးရာတလျှောက်တော်လိုင်းတပ်ဖွဲ့နဲ့တိုက်ပွဲ30ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီးတော့အထိနာအသေးများတဲ့စုပ်စုဟာလေကြောင်းပုံကျဲပစ်ကူခဲ့တယ်လို့ပေါက်နဲ့မြိုင်မြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာ17ရွာကိုလည်းစင်းနှင်းလူရဲ့မိရှုဖျက်ဆီးခဲ့ရကြောင်းပြည်သူ့နေအိမ်300လောက်မိလောင်ပြကြခဲ့ပါတယ်။ဒါပြင်ဒေသခံအရက်သားပြည်သူ24ဦးကိုလည်းဖမ်းဆီးကတပ်ဖြတ်ခဲ့တယ်လို့အညာတမစစ်စင်ရေးတပ်ပေါင်းစုကထုတ်ပြန်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေကိုအညာတမစစ်စင်ရေးစုဖွဲ့မှုနဲ့အင်အားစုတွေကစနစ်တကျစုဖွဲ့ကညီညီညွတ်ညွတ်နဲ့တိုက်ခိုက်ခဲ့တာပါ။အဲ့ဒီအင်အားစုတွေထဲမှာမကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်မကွေး Federal Unit စစ်ကြောင်းများဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ပခုတ်ခရိုင်2 6 9 12 14 15 19 18တရင်တွေပါဝင်ပါတယ်။ဒါ့အပြင်ခေကြီးတပ်ဖွဲ့ပခုတ်ခရိုင်ပကပပေါက်ပကပမြိုင်ပကပရေစကြိုပကပပခုတ်ကူပကပမြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့တိုင်းပကပစစ်ကြောင်းလေးတို့ပါဝင်ပါတယ်။ဆက်လက်ပြီး MRG တပ်ဖွဲ့ကာမတပ်ပေါင်းစုကာမလုံခြုံရေးအင်အားစု PLC တပ်ပေါင်းစုမြိုင်ညီညွတ်ရေးတပ်ပေါင်းစုဂလုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အညာမြေတပ်ပေါင်းစုတို့လည်းပါဝင်ပါတယ်